ကိုကဗုဒ္ဓဘာသာအဖြစ်ခံထားတာနော်ဗုဒ္ဓဘာသာအဖြစ်ခံထားတာအဲ့တော့ဘယ်နိုင်ငံကိုပဲရောက်ပါမိမိရဲ့ဗုဒ္ဓအဆုံးအမကိုမမေ့ရအောင်ကြောက်အောင်နိုင်ငံခြားမှာပညာသင်တယ်ပဲဖြစ်ဖြစ်နိုင်ငံခြားမှာအလုပ်လုပ်တာဖြစ်ဖြစ်သူတို့ရဲ့နိုင်ငံဥပဒေသူတို့ရဲ့နိုင်ငံစည်းကမ်းအရလောက်ရမှာပဲလေဒါပေမဲ့လည်းဗုဒ္ဓရဲ့စည်းကမ်းဗုဒ္ဓရဲ့ဥပဒေကိုဖြောက်ဖျက်စရာမလိုဘူးလေဥပမာ၅ပါးသီလပေါ့အခြေခံအဖြစ်ပေါ့နော်နောက်ဘုရားရှိခိုးတာတော့ဟုတ်တယ်မလားဆိုတော့ဘယ်နိုင်ငံမှာမပိတ်ပင်ပါဘူးလွတ်လပ်စွာကိုယ်ပဲလို့ရတယ်ဒါကိုယ့်အခွင့်အရေးပဲလေအဲ့တော့ကိုယ့်တွားရင်လာရင်ဘုရားကုံတော်ပွားမယ်ကိုယ့်အိမ်မှာနေဘုရားရှိခိုးမယ်ဟုတ်တယ်မလားနိုင်ငံပြောင်းသွားတာနဲ့ဘုရားရှိခိုးစရာမလိုတော့ဘူးလို့ဒီလိုမထင်နဲ့လေဟုတ်တယ်မလားဘုရားဆိုတာကကိုယ့်ရင်ထဲမှာနှလုံးသားထဲမှာတည်ထားရမှာလေအဲကြောင့်ဘယ်နိုင်ငံရောက်ပါဘုရားရှိခိုးတဲ့အလုပ်မမေ့ပါနဲ့နော်နောက်ခုနကဘုရားရဲ့အဆုံးအမဖြစ်တဲ့အခြေခံ၅ပါးသီလနော်ထိန်းလို့ရပါတယ်နော်ထိန်းလို့ရတယ်ဒကာကြီးတယောက်ကပြောတယ်မပြောတယ်လဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်သူကဒီ၅ပါးသီလလုံတယ်ပေါ့နော်သူရမေရိယလည်းပဲမလုံကျူးဖြစ်ဘူးပေါ့သူရမေရိယလည်းလုံတယ်ပေါ့ဒါပေမဲ့နိုင်ငံသားတွေနဲ့အလုပ်တွေလုပ်ရတဲ့အခါမှာသူတို့နဲ့အတူဆိုင်ထိုင်ရတယ်အဲ့ခံရတယ်အဲ့ခါကြလို့ရှိရင်သူတို့နဲ့ကိုပါရောရောင်ပြီးတောက်ဖြစ်တယ်ပေါ့ဆိုတော့ဦးဇင်းကပြောပြတာလေဒကာကြီးရဲ့လို့သူတို့ကာချာသူတို့ဘာသာနဲ့သူတို့သွားတာလေကိုကလည်းကိုဘာသာကိုအဆုံးမနဲ့ကိုနေတာဒီတော့ဘာသာကြားတွေနဲ့တွေးလို့ဆိုပြီးတော့ကိုယ့်ရဲ့တီလာကိုဖျက်လိုက်ကြရမလို့ဘူးလေကိုယ့်ရဲ့တီလာကိုသူတို့ကိုပြရမှာငါဗုဒ္ဓစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့သူဖြစ်တယ်ဒါကြောင့်ဘုရားရဲ့အဆုံးအမအရာငါတို့မှာသူရမတွေကအောက်ခင်မရှိဘူးအဲ့တော့ငါ့ကိုနားလည်ပြီးပါငါဒါကိုကျင့်သုံးရမှာဖြစ်တယ်ဆိုတာကိုပြောပြရမှာဒါအဲ့ခါကျမှသူတို့ကဘာသဘောထားမလဲဆိုအော်သူတို့တွေကသူတို့ရဲ့ဘုရားအဆုံးအမကိုတန်ဖိုးထားလိုက်တာဆိုတဲ့ခံယူချက်သူတို့ဖြစ်သွားမှာဟုတ်တယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်ကဘာသာကြားတွေရှေ့မှာသီလကိုဖြစ်ပြနေတယ်ဆိုရင်သူတို့ကဗုဒ္ဓဘာသာဘလို့တန်ဖိုးထားတော့မလဲကာယကံရှင်ကိုယ်တိုင်ကကိုယ်သာသနာကိုယ်ဘာသာကိုတန်ဖိုးမထားဘူးလေတန်ဖိုးမထားတော့ဘာသာကြားတွေအနေနဲ့ကတော့ပို့ပြီးတော့ကိုယ်ဘာသာပေါ်မှာထင်သေးမြင်သေးဖြစ်အောင်ပါအဲ့တော့ကိုယ်ဘာသာကိုရိုးမြင့်တင်မယ်ဆိုရင်မိမိတို့ကိုယ်တိုင်ကသူတို့ရှေ့မှာကျင့်ပြဖို့လိုတယ်နောက်ဒါကြောင့်ဘယ်နိုင်ငံကိုရောက်ပါကိုယ့်ရဲ့ဘုရားအဆုံးအမကိုမပြောက်စေရအောင်နော်ကျင့်ရမှာဖြစ်တယ်တိုက်တဲ့နိုင်ငံမှာပညာသင်တိုက်တဲ့နိုင်ငံမှာအလုပ်လုပ်ဒါပေမဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုဖျက်စေရမလိုပါဘူးနော်